အမျိုးသမီးဟာအယုတ်ကိုရေနဲ့ black water ထဲမှာစိမ်ခဲ့ပါတယ်။သူမဟာအယုတ်ကိုအတွင်းကနေအပြင်အထိစိမ်ဝင်သွားအောင်စိမ်ခဲ့တာပါ။ပြီးတဲ့နောက်အယုတ်ပေါ်မှာသူမရဲ့မွေးနာမည်နဲ့မွေးတက်ဂရစ်ကိုရေးသားခဲ့ပါတယ်။သူမဟာအယုတ်နဲ့ပရိညင်စော်ချုပ်တစ်ခုကိုသူမရဲ့သွေးနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။အမျိုးသမီးဟာအမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံကိုအယုတ်ပေါ်မှာကတ်လိုက်ပြီးအစိတ်ပြင်းတဲ့ကြည်စာတစ်ခုကိုတိုက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဓာတ်ပုံတွေကအမျိုးသားဟာရေချိုးကန်ထဲမှာတည်ဆုံသွားခဲ့ပါတယ်။ဒုတိယနဲ့တတိယမြောက်ဓာတ်ပုံတွေကိုအယုတ်ပေါ်မှာထပ်တင်လိုက်တဲ့အခါမှာလည်းအဲ့ဒီအမျိုးသားနှစ်ယောက်ဟာရေချိုးကန်ထဲမှာလည်းထပ်မံတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးကဘဝဟာပုံမှန်အတိုင်းပြန်ဖြစ်သွားတော့မယ်လို့ထင်နေချိန်မှာပဲအယုတ်ရဲ့ဘေးထွက်ဆိုးကျိုးတွေစတင်ပြသလာပါတော့တယ်။ပထမဆုံးအနေနဲ့သူမထမင်းချက်နေတော့အယုတ်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေခဲ့ပါတယ်။ပြီးတော့နေရန်ဘောကနာယီကလည်းသူမကိုစိုက်ကြည့်ပြန်ပါတယ်။ပတ်ဝန်းကျင်ရဲ့မျက်လုံးအလုံးဟာသူမကိုပဲဝိုင်းကြည့်နေကြပါပြီ။အမျိုးသမီးဟာဒါကိုစိတ်ချောက်ချတာလို့ပဲထင်ပြီးဘာမှမစင်စားပဲအိပ်ရာထဲမှာလဲလျောင်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာအယုတ်တွေအပြည့်ရှိတဲ့အခန်းတစ်ခန်းကိုတွေ့ရှိခဲ့ပြီးအယုတ်တွေကသူမကိုစတင်ထိမ့်ကျုပ်လာပါတော့တယ်။အဲ့ဒီချိန်ကျမှအယုတ်ဟာသူမရဲ့အိပ်ရာခြေရင်မှာထိုင်နေတာကိုသူမသတိထားမိလိုက်ပါတယ်။ပြီးတော့အယုတ်ရဲ့အရေးဟာတဖြည်းဖြည်းကြီးမားလာပြီးအပေါ်ကနေခုန်ချလာပါတယ်။အယုတ်ဟာအလောင်းကောင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားပြီးသူမစီကိုတွားသွားပြီးလာခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ပေမဲ့သူမရဲ့လက်တွေမှာတော့သွေးတွေလိုမျိုးဆင်းထင်နေခဲ့ပါတယ်။အကြောင်းရင်းကိုသိရှိနိုင်ဖို့အတွက်သူမဟာအမှန်တရားကိုရှာဖွေဖို့ကြိုးစားခဲ့ပါတော့တယ်။